ရောက်ရရက်မှာပြောပါစီအသက်တမချစ်ရတဲ့ချစ်သူနှစ်ဦးစသွဲခါစားဆယ်ကျော်သက်အရွယ်တုန်းကတော့ကျေပြန်လာတဲ့ဘဝအနာဂတ်ရေးမျှော်တွေးမထားကြသေးဘူးတွားတွားဆဆပျော်ပါလို့မဆုံးပေါ့ချစ်သူတန်9နှစ်လောက်ကြာလာတော့ကောင်မလေးကသူမရဲ့မိဘတွေရဲ့အကြံပေးမှုကိုလက်ခံပြီးပြည်ပကိုထွက်ခွာဖို့အနာဂတ်အခွင့်အလမ်းတွေကိုရှာဖို့ဆုံးဖြတ်လိုက်တယ်ကောင်လေးကတော့ပြည်တွင်းမှာသာစူးစမ်းရှာမယ်လို့ဆုံးဖြတ်တယ်။တယောက်နဲ့တယောက်မုန်းတက်လာကြတာမျိုးမဟုတ်တယ်လို့ relationship တစ်ခုကိုအဆုံးသတ်တော့မှာမျိုးလည်းမဟုတ်ပါဘူး။ကိုအားတန်ရာကိုယုံကြည်ရာအနာဂတ်ကိုရှာဖို့ထွက်ခွာကြတာမျိုးပါ။အနာဂတ်ကိုစီတိဆောက်နိုင်တဲ့တနေ့တန်မာခိုင်မြဲတဲ့လက်တွေနဲ့ရွှေလက်သွဲကြမယ်ပေါ့။သူတို့နှစ်ယောက်နောက်ဆုံးတွေ့ခဲ့တဲ့နေ့ကရန်ကုန်မြို့ကပန်းချံတစ်ခုရဲ့ခုံနှန်းလျားလေးပေါ်မှာကောင်လေးရဲ့ဘဲဘဲပခုံးပေါ်ကိုကောင်မလေးကခေါင်းလေးမိရင်စကားတစ်လုံးမှမပြောဘဲတိတ်ဆိတ်နေခဲ့ကြတယ်။အသေးမပါတယ်လို့အသေးမှချင်းအောင်စောင့်နေကြရင်ကျေပြန်လာတဲ့ကောင်းကင်ကျဲကြီးကိုငေးကြည့်နေခဲ့ကြတယ်။နိုင်ဝက်လောက်ကြာတော့ကောင်မလေးကစကားစပြောလေရဲ့အဆဆရရဂယူးဆိုင်ပါနော်တဲ့ကောင်လေးကတော့သူ့ရဲ့ငိုမဲမဲဖြစ်လာတဲ့အမူအရာကိုအချိန်မီပရိအုပ်ဖို့မျက်စိကိုခဏမိတ်အသက်ကိုခက်ပြင်းပြင်းလေးရှူထုတ်လိုက်တယ်ပြီးတော့စာလေးတစ်စောင်ကိုကောင်မလေးရဲ့လက်ဖွားလေးထဲထည့်ပေးပြီးသူ့ရဲ့လက်ဖွားလေးနှစ်ဖက်နဲ့စုပ်ကင်ထားလိုက်တယ်အဲ့ဒီစာလေးရဲ့ခေါင်းစဉ်ကရောက်ရရက်မှာပြောပါစေတဲ့ရောက်ရရက်မှာပြောပါစေကို့အနာဂတ်တွေမဖြစ်မနေသွားနေရတဲ့ရက်မှာပြောအောင်နေပါလှုပ်ချင်တာတွေလှုပ်ခွင့်မရသေးခင်မဖြစ်မနေလှုပ်နေရတဲ့အလုပ်တွေကြားမှာပြောအောင်နေပါရောက်နေတဲ့နေရာမှာကျေးဇူးတင်စရာကိုတွေးကြည့်ပါတွေ့နေတဲ့သူတွေကြားမှာချစ်ခင်စရာကိုရွေးကြည့်ပါကို့မွေးဖွားတန့်စင်ကြည်ပြင်းစေခဲ့တဲ့မိဘနှစ်ပါးအကြောင်းတွေးမိတဲ့အခါရောက်ရရက်မှာပြောအောင်နေပါကို့ထိန်ချောင်းပေးဘူးဖိမစောင်းလျှောက်ဘူးတဲ့ညီကိုမောင်နှမတွေကိုအောင်းမေးတဲ့အခါရောက်ရရက်မှာပြောအောင်နေပါကို့ခင်ဘူးမင်ဘူးပျော်ရွှင်စေဘူးတဲ့တငယ်ချင်းတွေကိုသတိရတဲ့အခါရောက်ရရက်မှာပြောအောင်နေပါကို့မျက်နှာကျင်တာချစ်ဖူးရှာတဲ့ချစ်ရသူကိုသတိရတဲ့အခါရောက်ရရက်မှာပြောအောင်နေပါကိုအတိမတ်ပြုတဲ့လေးစားတက်လာတဲ့အခါရောက်ရရက်မှာပြောအောင်နေပါကိုဘဝရှိရေးအတွက်ကြိုးစားလုပ်ကင်နေတဲ့အကြောင်းအမှတ်ရတဲ့အခါအခက်အခဲတွေကြားမှာပြောအောင်နေပါပဝင်းချင်းဆိုတာအကြိုက်မတူဇယိုက်မတူသူတွေရောမွေ့နေတယ်လို့သိလာတဲ့အခါခွလွတ်တီးခံစိတ်နဲ့ပြောအောင်နေပါအရာအလုံးဖြစ်ပြပြောင်းလဲနေတယ်လို့လူစိတ်လူတဘောတွေဟာလည်းပြောင်းလဲနေတယ်ဆိုတာနှလုံးသွင်းဆင်ခြင်မိတဲ့အခါဝမ်းနဲ့ပူဆွေးမှုတွေကိုစုပ်ကင်မထားပဲပြောအောင်နေပါကိုဖြစ်ထွင်းပေါင်းမြောက်အမြင့်တနေရာရောက်စီခြင်းရှာသူတွေရဲ့မျက်နှာကိုပြန်မြင်အောင်တဲ့အခါကိုတွင်အားပေးကြိုးစားရင်ပြောအောင်နေပါကိုမိဘအတွက်ကိုမောင်လေးကိုညီမလေးအတွက်လေးစားအားကိုးထိုက်သူဖြစ်ရမယ့်အကြောင်းနားလည်ခံစားမိတဲ့အခါကိုတိုးတက်အောင်မြင့်တင်ရင်ပြောအောင်နေပါရောက်ရရက်မှာပြောအောင်နေဖို့ဆုံးဖြတ်ထားတဲ့အခါစကလုံးတွေပေါ်တီးခံပါလူတွေဟာသူတို့ရဲ့စိတ်ထားကိုအခြေခံပြီးစကားဆိုတတ်ကြတာပဲစိတ်သက်အရေးတွေနှိမ်ပါသူတွေရဲ့နှုတ်ကနေတိမ်ပြင်းနှုံချတန်ဖိုးမပါတဲ့စကားတွေသာထွက်လာပါလိမ့်မယ်အမိုက်နဲ့တူတဲ့စကားမျိုးတွေဆိုပါတော့အမိုက်နဲ့တန်တဲ့နေရာမှာသာပြစ်ထားလိုက်ပါကိုယ့်ရဲ့စိတ်ထဲကိုကောက်မထည့်မိပါစေနဲ့ရောက်ရရက်မှာပြောအောင်နေဖို့တွေးတဲ့အခါနေရာပေါ်တီးခံပါကိုယ့်အတွက်ဖြစ်စေကိုယ့်မိသားစုအတွက်ဖြစ်စေကိုယ့်ပတ်ဝန်းကျင်အတွက်ဖြစ်စေကောင်းမွန်မှန်ကန်တဲ့ဥတီချက်နဲ့ရှင်သန်နေဖြစ်တဲ့အခါရောက်ရရက်မှာပြောအောင်နေတတ်ရမှာပါ
ဘေးရဲ့ဘဲဒေတာမဆိုအနေကြလာရင်နေတာကြသွားတာပါပဲရောက်ရရက်မှာပျော်အောင်နေဖို့ဆုံးဖြတ်ထားတဲ့အခါအစာအသောက်ပေါ်တီးခံမှာကိုစားခြင်းနဲ့အစာအသောက်ကိုကို့တဘောကြချက်ပြုတ်စားတဲ့အချိန်မှတောင်အပြည့်အဝစိတ်တိုင်းကြရတယ်ဆိုတာအင်မတန်မှရှားပါတယ်အစာအသောက်ပေါ်မှာအမြဲတမ်းစိတ်တိုင်းကြဖြစ်ရမယ်ဆိုတဲ့တယူတန်စိတ်ကိုပယ်ဖြတ်ထားနိုင်ရင်အစားကြောင့်ဖြစ်ရတဲ့စိတ်အနှောက်အယှက်ဆိုတာလည်းမရှိတော့ပါဘူးရောက်ရရက်မှာပျော်အောင်နေဖို့ခံယူထားတဲ့အခါလူပုဂ္ဂိုလ်တွေအပေါ်တီးခံမှာလူတွေဟာသူတို့ကြီးပြင်းရှင်သန်ခဲ့ရတဲ့ပတ်ဝန်းကျင်အတူယူလက်ခံခဲ့တဲ့အတွေးအခေါ်တွေပေါ်မူတည်ပြီးလူအမျိုးမျိုးစိတ်အထွေထွေကွဲပြားနေတတ်ကြလို့ပါပဲရောက်ရရက်မှာပျော်ပါစေဒါဟာလူသားတိုင်းကသူတို့ချေရတဲ့သူတွေအတွေ့အဖြစ်စီခြင်းဆုံးဆန္ဒတစ်ခုပါပဲရောက်ရရက်မှာပျော်ပါစေ